တရားရောက်ကနေပြီးတော့ကို you are the goat လို့ပြောလာတဲ့အခါမှာဘာလာပြောနေရလဲမသိဘူးထင်ကောင်းထင်နိုင်ပါတယ်စိတ်ကိုဆိုလိုချင်တာမဟုတ်ပါဘူးဒီနားမှာ greatest of all time တတရဲ့အကောင်းဆုံးခေတ်ဆက်ရဲ့အကောင်းဆုံးဆိုတဲ့အတိတ်ပဲနေနဲ့ပြောတာဖြစ်ပါတယ်ချီးကျူးတဲ့စကားလေးပေါ့နော်ဒါကြောင့်မို့လို့တရားရောက်ကနေပြီးတော့ you are the goat လို့ပြောလာတဲ့အခါမှာ thank you ပြန်ပြောလိုက်ပါဒါကချီးကျူးစကားလေးပေါ့နော် greatest မှာဆိုရင် D ကိုအစစလုံးနေနဲ့အကြီးယူထားတယ်off မှာ O ကိုအဆက်စလုံးအကြီးယူထားတယ် or မှာ A ကိုအဆက်စလုံးအကြီးယူထားတယ် time မှာ T ကိုအဆက်စလုံးအကြီးယူထားတယ်ပေါ့နော် G O A T goat ဒါဆိုလို့ရှိရင်ဥမာစာကြောင်းလေးတွေကိုကြည့်ကြည့်ရအောင် Messi ဆိုလို့ရှိရင်ဘောလုံးလောကမှာဆိုရင်ခေတ်အဆက်ဆက်အကောင်းဆုံးပဲလို့ပြောချင်ရင် Messi is the goat of football Messi is the goat of football လို့ပြောလို့ရပါတယ် Messi ကဘောလုံးလောကမှာတမိုင်းတစ်လျှောက်ခေတ်ဆက်ဆက်အကောင်းဆုံးပဲ Michael Jordan ဟာဆိုရင်basketball လောကမှာတတာအကောင်းဆုံးပဲလို့ပြောချင် Michael Jordan is the goat of basketball Michael Jordan is the goat of basketball ဆိုပြီးတော့ပြောလို့ရပါတယ်ကိုယ့်ရဲ့တငယ်ချင်းကပေါ့နော်ကိုအများကြီးကူညီရဲ့မင်းကအကောင်းဆုံးတငယ်ချင်းပါပဲလို့ပြောချင်တဲ့ခါမှလည်းသုံးလို့ရတယ်you hurt me so much you are the goat You hurt me so much. You are the goat. မင်းကငါ့ကိုအများကြီးကူညီခဲ့တာပဲမင်းကငါ့အကောင်းဆုံးတငယ်ချင်းပဲလို့ပြောတာဖြစ်ပါတယ်။ကဲဒါဆိုလို့ရှိရင်တော့ဒီကနေ့မှာ GOAT goat ဆိုတာကစိတ်ကိုပြောတာမဟုတ်ဘဲနဲ့နောက်တစ်မျိုးဘယ်လိုသုံးလို့ရသေးလဲဆိုလို့ရှိရင်တော့တရားရက်ကိုချီးကျူးချင်တဲ့အခါမှာပြောလို့ရတယ်ပေါ့နော်တသက်တာရဲ့အကောင်းဆုံးဆိုတဲ့အတိတ်ပဲနေနဲ့အသုံးပြုလို့ရပါတယ်။ဒီလိုမျိုးအသုံးဝင်တဲ့အင်္ဂလိပ်စာစကားစုလေးတွေအခြေခံအင်္ဂလိပ်စကားလုံးလေးတွေလေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့နေ့ရဲ့ Future Web page လေးကို follow လုပ်ပြီးတော့အင်္ဂလိပ်စာလေးလာလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်